ဒီမနက်ကတော့ဘာကာဖန်ညီကိုတွေရာသီဥတာရတဲ့မနက်လေတကယ်ကဂိုးသမား UN ကာစီကတကယ်ကိုကောင်းတာဗျာဂိုးသမား 9.1 နဲ့ဗျာညီကိုတို့ရုံနိုင်ရဲ့ total save နော်တကယ် base chance save ကို6ကြိမ်တောင်မှ save သွားတဲ့ဂိုးသမားတကယ်ကိုကောင်းတဲ့ UN ကာစီကဗျာ Espanyol သူနိုင်ရင်တဲ့စိတ်ကတခုပဲရှိတယ်လုံးဝသူ Espanyol မရှုံးချင်ဘာလို့လဲဆိုတော့သူ Espanyol မှာငယ်လေးထက်သူကစားခဲ့တယ်6နှစ်အဲ့အတင်းကနေထွက်လာပြီးတော့ဘာကာမှာသူရှုံးနေဆိုတာမျိုးမဖြစ်စေချင်တဲ့အတွက်လုံးဝသူရေကုန်ရေခဲကစားတာဗျာအထောင်တိုက်စင်မှုကတော့စိတ်ပြက်စရာကောင်းတဲ့ကိုငမန်းပထမဆုံးစတိုက်တဲ့ရမဲအတလုံးဖန်ပြီးတော်တော်လေးကောင်းတယ်ဒါပဲကိုကမန်းဘောလုံးထိန်းတာမသိတော့ကိုကမန်းရဲ့ပြဿနာကဂိုးမသွင်းတတ်တာမဟုတ်သူကဘောလုံးမထိန်းတတ်တာဗျာသူဘောလုံးထိန်းနိုင်တယ်ဘောလုံးအမြဲပြတ်တယ်ပက်ဒရီဘာတော့လုံးဝကွင်းလေလေတိုက်လို့မရဘူးဘယ်ပဲချန့်လဲမာဂရက်ရှုနဲ့ဘာအာရီနဲ့တိုက်တာလဲအဆင်ပြေအဲ့တော့ရသမျှဘောလုံးရမဲကိုထိုးပြီးရမဲတော့ဒီနေ့ပွဲတော်တော်လေးကောင်းတယ်သူ့6တော့တည်းကဘောလုံးအများဆုံးထွက်တာပေါ့နော်ကွင်းစစ်ကတကယ်ကိုတလွဲတကယ်ဘလို့ခန်းစစ်မှမသိဘူးဗျာဂိုးပေါက်တွေကပေါက်ချက်ဆိုတော့ဒိုင်းလောက်ရှိတယ်ဒါဆို86မှာဖာမီဆယ်ပြီးပြီးဒန်နီအော်မိုပြလိုက်ဒန်နီအော်မိုလှမ်းကန်တာဗျာဘယ်ဘက်ထောင်းကနေပြီးလှမ်းကန်တာထောင်းနေကိုကွက်တီပဲလောကဒီမီထရိုဗစ်ဒီတလုံးတော့ဘာမှမလုပ်နိုင်ဘူးပြီးတော့90မှာလည်းအဲ့လိုပဲဖာမီလိုဘက်ဆယ်ပြီးတော့ချပေးရပါတော့ဒါပေမဲ့အဲ့မှာ2ယောက်လုံးရှိတယ်ဒန်နီအော်မိုလည်းရှိတယ်လီယိုဒေါစကီပိတ်သွေးပါတော့အဲ့နှလုံးနဲ့ပဲကျွန်တော်တို့ Z2 ဆိုတဲ့အနာရလဲရရှိခဲ့တယ်ဖာမီလိုဘက်လည်းနေ့တော်တော်ကောင်းတယ်ဒီနေ့ပွဲဆိုအမှန်ဆိုဖာမီလိုဘက်ပွဲဖြစ်တဲ့ဗျာအစရထည့်နေတာဘာလို့လဲဆိုတော့ mid block ကစားတဲ့အသေးဆိုဖာမီလိုဘက်ကအဆင်ပြေတယ် low block ကစားတဲ့အသေးဆိုဖာမီလိုဘက်ကနည်းနည်းကြောင်ပြောက်တယ်ဒန်နီအော်မိုကတော့လောကဂိုးလက်ကအပြည့်ပဲသူကအနိုင်ကိုသွင်းပေးနေကြကစားသမားချီကျူးမှာ UN ကာစီယာပဲ UN ကာစီယာပွဲချိန်86ထိထိန်းပြီးတယ်လို့ကျွန်တော်တို့ Z2 နဲ့နိုင်တာ UN ကာစီယာ Espanyol ပြည်သက်တွေကတော်တော်လေးဆိုပါကျွန်တော်တို့ကစားသမားရေဘူးနဲ့ပေါက်တဲ့ကောင်နဲ့ UN ကာစီယာကိုပြောတဲ့ကောင်နဲ့ဆိုတဲ့ကောင်နဲ့တကယ်ကိုဆိုဝါဒါမဲ့နောက်ဆုံးတော့ Espanyol နီးပြရောကစားသမားတွေရောပြည်သက်တွေရောမျက်နှာလေး0လောက်နဲ့အိမ်ဝင်းပါပဲကျွန်တော်တို့အသေးကိုအရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရတယ် Visca Versa ဒီနေ့လည်းထပ်နိုင်ပါပြီအဆင့်တက်ပါပဲ